လောကလူတွေဆိုတာအကြောင်းမျိုးမျိုးကြောင့်ကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိကြတယ်မကောင်းတာလုံးမိတဲ့အခါမကောင်းကျိုးတွေရရှိပြီးကောင်းတာလုံးမိတဲ့အခါကောင်းကျိုးချမ်းသာတွေကိုရရှိကြသို့သောကောင်းမကောင်းအလုံးနှမျိုးထဲမှာမကောင်းတဲ့အလုပ်ကိုပို့ပြီးတော့လုံးမိတတ်ကြတယ်ပေါ့ဘာကြောင့်လုံးမိတုံးဆိုအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာရဲ့ဖုံးကွယ်ထားမှုကြောင့်လောဘရဲ့သွေးဆောင်ဖြာရောက်မှုဒေါသရဲ့တိုက်တွန်းနှိုးဆော်မှုတွေကြောင့်လူတွေအမှားတစ်ခုကျွလွန်မှုရကိုမလေးတဲ့လူဖြစ်တယ်ပေါ့နော်ကိုမလေးဘူးဆိုတာအမှန်တရားကိုမမြင်နိုင်အောင်မောဟကဖုံးပေးထားတယ်ဖုံးပေးထားတဲ့အခါကျတော့ရာဂကသွေးဆောင်ဖြာရောက်တယ်ကောင်းတယ်လို့ထင်စေတယ်လှုပ်ရှင်တဲ့စိတ်တွေကိုတွန်းအားပေးတယ်ဒေါသကြတော့သူကမုန်းတိမှုကအမှန်တရားကိုမဆင်ခြင်နိုင်တော့ပဲနဲ့တွန်းထိုးပြီးအမှားတွေကိုကျွလွန်စေတယ်ပေါ့မြောက်ပေးပြီးအမှားတွေကိုကျွလွန်စေအရက်တိုက်ပြီးတော့မဟုတ်တာလှုပ်ခိုင်းတယ်လို့ပဲဒေါသဆိုတာဝင်လာလို့ရှိရင်မချေနှက်မှုတွေကမြန်မြန်လှုပ်ဖြစ်တော့တွန်းထိုးပေးတာပေါ့မြောက်ပင့်ပေးတယ်လို့ခေါ်တယ်ဒေါဘကတော့သွေးဆောင်ဖြာရောက်တာဖြစ်တယ်ဒေါသကမြောက်ပေးတာဖြစ်တယ်ဒေါသရဲ့မြောက်ပေးမှုကြောင့်မကြောက်မနာတာလူကြားထဲမှာဆဲဝန်းနေဆိုဖြစ်သွားဟောလူကြားထဲမှာပြောဝန်းနေဆိုဝန်းနေဆိုတာတွေဖြစ်အဲ့ဒါလို့လောဘရဲ့သွေးဆောင်ဖြာရောက်မှုဒေါသရဲ့တိုက်တွန်းနှိုးဆော်မှုတွေကြောင့်လူတွေအမှားတစ်ခုကိုကျွလွန်မိကြရတယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီကျွလွန်မိလို့အမှားတစ်ခုဟာတစ်ဖက်သားအပေါ်မှာလှုပ်တယ်ဆိုရင်အဲ့ဒီတစ်ဖက်သားခံရလိုက်တယ်ဆင်းရဲဒုက္ခမျိုးကိုခံရတယ်လို့ကတ္တရားရဲ့သဘောအဒီလိုဆိုလို့အဲ့တစ်ဖက်သားခံရအောင်လှုပ်တာမဟုတ်တော့လည်းပဲအဲ့ဒီအကုသိုလ်ရဲ့အကျိုးကမကောင်းတဲ့အကျိုးပဲကိုယ်စီကို